ဗီဂျာပူနိုင်ငံတော်ဟာဘယင်ဗီယန်ဒရာဆင်အုပ်ချုပ်တဲ့ကြီးမားပြီးတော့လာပါတဲ့နိုင်ငံတော်တစ်ခုပါသူ့မှာအရန်လာတဲ့မိဖုရားတစ်ပါးလေးရှိပြီးတော့အဲ့ဒီမိဖုရားမှာကိုဗင်ဒရာဆင်လို့ခေါ်တဲ့သားတော်တစ်ပါးလေးရှိပါတယ်တနေ့မှာတော့ဘယင်ဗီယန်ဒရာဆင်ကဥယျာဉ်ထဲမှာထိုင်ပြီးလက်ဆက်တဲ့လေကိုခန်းစားနေတော့မှာပဲကိုဗင်ဒရာဆင်မင်းသားပေါ်လာခဲ့တယ်ဟိုးသားတော်မင်းသားမနဲ့စောစောဥယျာဉ်ထဲကိုဘာလာလောက်တာလေခမီးတော်ကိုဘာများပြောစရာရှိလို့လဲကွခမီးတော်သားတော်အိမ်နီးချင်းတိုင်းပြည်ကမင်းသမီးပူရှပါကိုချစ်မိနေပြီးသူကိုသားတော်ဘဝရဲ့အပိုင်ဖြစ်စေချင်ပါတယ်မင်းသားဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲများစွာသောမင်းသားတွေကနေ့တိုင်းအဲ့ဒီမင်းသမီးကိုလက်ထပ်ခွင့်တောင်းကြပေမဲ့အဲ့ဒီမင်းသမီးကအင်မတန်လိမ္မာပါနဲ့တယ်သူမဟာတကောအကြီးဆုံးအကြော်ကြားဆုံးမင်းသားတွေကိုတောင်ချွေးထွက်စေတဲ့မေကွန်း၃ခုကိုမေးတယ်ကွခမီးတော်ကျွန်တော်ကခမီးတော်ရဲ့သားတော်လေးဖြစ်ပါတယ်လွယ်လွယ်ကူကူနဲ့တော့လက်မလျှော့နိုင်ပါဘူးအဲ့ဒီမင်းသမီးမေးတဲ့မေကွန်း၃ခုလုံးရဲ့အဖြေကိုသားတော်ရအောင်ရှာဖွေပါမယ်ကောင်းပါပြီသားတော်ဒီလိုဆိုရင်တော့အိမ်နီးချင်းနိုင်ငံကိုမသွားဘူးခမီးတော်မတားဆီးတော့ပါဘူးခွေဒါပေမဲ့ဝင်ကြီးဗီရာဆင်းကိုတော့ခေါ်သွားပါသူကိုမင်းနဲ့အတူခေါ်သွားရင်အကူအညီဖြစ်စေတာပေါ့အဲ့နောက်မကြခင်မှာပဲမင်းသားကိုဗန်ဆင်းနဲ့ဝင်ကြီးဗီရာဆင်းတို့ဟာအိမ်နီးချင်းနိုင်ငံကိုထွက်သွားကြတယ်ဒီလိုနဲ့သူတို့ကအိမ်နီးချင်းနိုင်ငံကိုရောက်ရှိသွားကြတော့တာပေါ့နှုတ်ခွန်းဆက်တာပါတယ်အရှင်မင်းကြီးကျွန်ုပ်ဟာအိမ်နီးချင်းတိုင်းပြည်ကအရှင်ရဲ့မိတ်ဆွေဖြစ်တဲ့ဘယင်ဗီရန်ဒရာဆင်းရဲ့သားတော်မင်းသားကိုဗန်ဆင်းပါကျွန်ုပ်ဟာအရှင်မင်းကြီးရဲ့သမီးတော်မင်းသမီးပုရှပါနဲ့လက်ထပ်ခြင်းလို့ပါမင်းသားမင်းရဲ့လက်ထပ်ခွင့်တောင်းတာကိုငါကန့်ကွက်စရာမရှိပါဘူးဒါပေမဲ့တခုတော့ရှိပါတယ်ငါရဲ့သမီးတော်နဲ့လက်ထပ်ခွင့်တောင်းဖို့မင်းဆွေးနွေးနိုင်ရင်ပေါ့အဆင်ပြေပါတယ်အရှင်မင်းကြီးဒါပေမဲ့မင်းသမီးပုရှပါကဘယ်မှာပါလဲခင်ဗျာမင်းသမီးပုရှပါဟာဖျားမှာကတ်လူဖို့တငယ်ချင်းတွေနဲ့အတူဥယျာဉ်ထဲမှာပန်းသွားခုနေတယ်ဒီလိုနဲ့မင်းသားကိုပင်လည်းမင်းသမီးပန်းတွေခုနေတဲ့ဥယျာဉ်ကိုရောက်ရှိသွားခဲ့တယ်မင်းသမီးကျွန်တော်ကဘင်ဂျပူကမင်းသားကိုဗင်ဆင်းဖြစ်ပြီးမင်းသမီးကိုလက်ထပ်ခွင့်တောင်းမှုလာခဲ့တာပါမင်းသားကျမအရှင်နဲ့လက်ထပ်ဖို့အဆင်သင့်ဖြစ်နေပါပြီဒါပေမဲ့ကျမရဲ့မေကွန်း၃ခုအဖြေကိုရှင်းရှာဖွေရပါမယ်ဟုတ်ပါပြီမင်းသမီးငါမင်းရဲ့မေကွန်းတစ်ခုချင်းစီတိုင်းကိုအဖြေရှာပေးပါမယ်ပထမဆုံးမေကွန်းကိုပြောပြပါအောင်ကျမရဲ့ပထမဆုံးမေကွန်းကဒီကမ္ဘာမှာလူသားအရေးအတွက်ဘယ်လောက်ရှိလဲကျမရဲ့ဒုတိယမေကွန်းကတော့ငွေအတွက်လောဘမကြီးတဲ့စင်ရဲသားတစ်ယောက်ကိုရှင်းရှာဖွေရမယ်တတိယမေကွန်းကတော့စစ်မှန်တဲ့သူတော်စင်တစ်ယောက်ရဲ့အကြီးမားဆုံးဘာသာတရားကဘာပါလဲမင်းသမီးကတိတ်ကိုလိမ်မာပါနဲ့တာပါလားသူကဖြေရခတ်တဲ့မေကွန်း၃ခုကိုမေးထားတယ်မင်းသားရှင်ဘာတွေတွေးနေတာလဲရှင်မအခွင့်အရေးရှိပါသေးတယ်မဖြေနိုင်ရင်လည်းရှင်ရဲ့နိုင်ငံတော်ကိုသာပြန်သွားပါရှင်မဟုတ်ဘူးမင်းသမီးမင်းမေကွန်း၃ခုလုံးရဲ့အဖြေတွေကအတော်လေးရိုးရှင်းပါတယ်ငါမင်းရဲ့မေကွန်းကိုဖြေနိုင်ပါတယ်ခဏနေဦးမင်းရဲ့မေကွန်း၃ခုစလုံးရဲ့အဖြေတွေကိုငါရှာတွေ့ပြီးရင်မကြခင်ပြန်လာပြောပြပါမယ်အဲ့လိုပြောပြီးတော့မင်းသားကထွက်သွားခဲ့တယ်မင်းသားဟာသူ့ရဲ့ဝင်ကြီးဗီရာဆင်းကိုမေကွန်း၃ခုအကြောင်းအားလုံးပြောပြခဲ့တယ်ဒါပေမဲ့မင်းသားဒီမေကွန်းတွေရဲ့အဖြေတွေကိုရှာဖို့ကခက်ခဲယုံတာမဖြစ်နိုင်ပါဘူးနန်းတော်ကိုပြန်ကြရအောင်ပါမဟုတ်သေးဘူးဝင်ကြီးမင်းသမီးကိုငါရဲ့ဘဝလက်တွဲပေါ်အဖြစ်သတ်မှတ်နိုင်ပြီးမှသာနိုင်ငံတော်ကိုငါပြန်မယ်လက်လျှော့တဲ့သူတွေကဘယ်တော့မှမနိုင်ကြဘူးဒီမေကွန်း၃ခုရဲ့အဖြေတွေကိုငါတို့တေချာပေါက်ရှာတွေ့လိမ့်မယ်ဝင်ကြီးဒီလိုပြောပြီးတော့မင်းသားနဲ့ဝင်ကြီးနှစ်ယောက်စလုံးတောင်းကြီးတစ်ခုစီကိုဦးတည်သွားကြတယ်လမ်းမှာရွာသားတစ်ယောက်ကသူ့စိတ်တွေကိုထိန်းချောင်းနေတာကိုတွေ့လိုက်ရတယ်ဟေးခီးသွားတို့တောထဲကိုပုံမဝင်ကြနဲ့ရှေ့မှာအန်ဒီရယ်တွေအများကြီးရှိတယ်မင်းသားရွာသားကိုမေကုန်းတွေအကြောင်းပြောပြပြီးတော့မေးခဲ့တယ်ဇလန်တစ်ခုလုံးကိုနားထောင်ပြီးတဲ့နောက်ရွာသားကအခုလိုပြောပါတယ်မင်းသားမင်းရဲ့ပထမဆုံးမေကုန်းအတွက်အဖြေရှိတယ်ငါပြောသလိုလို့ငါရဲ့စိတ်တကောင်ကိုမင်းနဲ့အတူခေါ်သွားပြီးဒီကဘာပေါ်ကလူဦးရေကဒီစိတ်ရဲ့ခန္ဓာကိုယ်ပေါ်ကအမွှေးရည်အတွက်နဲ့ညီမျှတယ်လို့မင်းသမီးကိုပြောလိုက်ပါသူလည်းလမ်းရေးနိုင်မှာမဟုတ်ဘူးလေအိုးဟုတ်တယ်မင်းပေးတဲ့အကြံဟာတိတ်ကောင်းတယ်မင်းကဘာလုပ်လဲမင်းကငါမေကွန်းကိုဖြေပေးပြီးပထမမေကွန်းကိုဖြေရှင်းခြင်းအပြင်မင်းကငါ့ကိုအကျွေးတင်စေခဲ့တယ်မင်းကိုစုချဖို့ငါခမီးတော်ကိုငါတေချပေါက်တောင်းဆိုပေးပါမယ်အခုချိန်မှာတော့ငါတက်နိုင်တာပါမစိုးမင်းကိုငါလုပ်ပေးပါမယ်ဟုတ်ကဲ့ပါမင်းသားမင်းရဲ့ပထမဆုံးမေကွန်းကိုငါဖြေရှင်းပေးတဲ့အတွက်မင်းငါ့ကိုတစ်ခုခုလုပ်ပေးခြင်းနဲ့ဆိုရင်မင်းရဲ့မျက်နှာကောင်စလုံးကိုငါအယမ်းလှတယ်လို့ထင်တယ်
မင်းသားဆန္ဒရှိရင်ငါ့ကိုစိုးအဖြစ်အဲ့ဒီမြင်းနှကောင်စလုံးပေးနိုင်ပါတယ်။အဲ့နောက်သူတို့ရဲ့မြင်းနှကောင်လုံးကိုရွာသားကိုပေးပြီးစိတ်တကောင်နဲ့အတူချက်ပြီးတော့ထွက်သွားကြတယ်။မင်းသားပတ်စံသာရမယ်ဆိုရင်လောဘမကြီးတဲ့စင်ရသားကတော့တယောက်မှမရှိဘူးလို့ငါထင်တယ်။ဒုတိယမေကုံကအများကြီးပိုခတ်တယ်မင်းသား။ဝင်းကြီးပတ်စံကိုမြင်ရင်လောဘမကြီးတဲ့တယောက်ကရှိတာတော့ရှိမှာပါ။မင်းသမီးကဒီမေကုံကိုတေချာစဉ်းစားပြီးမှမေးခဲ့တာပဲဖြစ်မှာပါ။မင်းသားနဲ့ဝင်းကြီးစကားပြောနေတော့မှသူတို့နှစ်ယောက်စလုံးရွာတရွာကိုရောက်လာကြတယ်။အဲဒီရွာမှာကမဲလို့ခေါ်တဲ့စင်ရဲသားလယ်သမားတယောက်ကလည်းသူ့ဇနီးစာရီတာနဲ့အတူနေထိုင်ခဲ့တယ်။ဒီတစ်ခါတော့ကျမတို့ရဲ့သီးနှံတွေလုံးဝပျက်စီးသွားပြီ။အလုတ်ကောင်းကောင်းရှာပါမဟုတ်ရင်မြေရှင်ရဲ့အကျွေးကိုကျမတို့ဘယ်လိုပြန်ဆက်မလဲ။အေးပါကွာအဲ့လောက်လေစိုးရိမ်မနေပါနဲ့။တနေ့မှငါရဲ့ကံကြမ္မာပြောင်းလဲသွားလိမ့်မယ်ဆိုတာမင်းမြင်ရပါလိမ့်မယ်။ကဲသွားပါညစာချက်ပါတော့ငါတငယ်ချင်းဟာရီစီပတ်စံသွားချီးလိုက်ပါဦးမယ်လေဒီလိုပြောပြီးတော့ကမဲထွက်သွားခဲ့တယ်တစ်ချိန်တည်းမှာပဲမင်းသားနဲ့ဝင်ကြီးဟာရွာထဲမှာလှည့်လေသွားလာပြီးရှာပြီးမဲ့ပတ်စံကိုလောဘမတက်တဲ့စင်ရဲသားတယောက်ကိုမှမတွေ့ဘူးပေါ့မင်းသားခဏနားကြရအောင်ငါတို့အရန်ပင်ပန်းနေပြီဟုတ်ပါတယ်ဝင်ကြီးငါလည်းပင်ပန်းနေပြီမင်းသားနဲ့ဝင်ကြီးဟာတစ်ပင်အောက်မှာထိုင်လိုက်ကြတယ်ဒီချိန်မှာပဲကမဲကသူတို့နာကနေဖြစ်သွားတယ်ကမဲဟာမင်းသားနဲ့ဝင်ကြီးကိုမြင်တဲ့အခါမှာတော့ရက်ပြီးတော့မေးလိုက်တယ်ဟေးခရီးသွားတို့မင်းတို့နှစ်ယောက်ကဘသူတွေလဲဒီရွာမှာကျုပ်မင်းတို့ကိုပထမဆုံးအကြိမ်မြင်ဘူးတာပဲငါကဘီချာပူတိုင်းပြည်ကမင်းသားကိုဗင်စင်ဒါကငါဝင်ကြီးဗီယာဆန်ဒါပေမဲ့မင်းဟာရောဘသူလဲဒီလိုမွန်လွယ်ပိုင်းပူပြင်းနေတဲ့နေရောင်ကြီးအောက်မှာမင်းဟာဘယ်ကိုများသွားမလို့လဲမင်းသားကျွန်တော်နာမည်ကကမဲပါကျွန်တော်ကလဲသမားတစ်ယောက်ပါပတ်စံလို့ကျွန်တော်တငယ်ချင်းဟာရီစီသွားပြီးချီးမလို့ပါအိုးကမမင်းငါတို့နဲ့အတူသာလိုက်ခဲ့ရွှေတွေငွေတွေလက်ဝတ်ရတနာတွေငါမင်းတို့ကိုပေးမယ်မင်းတစ်သက်လုံးလဲရလောက်เสียရမလို့တော့ဘူးအိုးမဟုတ်ပါဘူးအရှင်မင်းသားအရှင်ရဲ့ချမ်းသာကြွယ်ဝမှုကိုငါမလို့ခြင်းဘူးဘုရားသခင်ပေးတဲ့အရာနဲ့ပဲကျင့်နေပါတယ်လိုက်ခဲ့ပါကမောင်မင်းကဒီရွာမှာအချမ်းသာဆုံးဖြစ်လာလိမ့်မယ်ငါတို့နဲ့လိုက်ခဲ့မင်းကနာမည်ကြော်ကြလာမယ်လူတွေကမင်းကိုကိုးကွယ်ကြလိမ့်မယ်မဟုတ်ဘူးဝင်မင်းခမစူးစမ်းအားထုတ်မှုမရှိပဲရတဲ့ငွေကိုကျွန်တော်မလို့ချင်ပါဘူးကျွန်တော်မိသားစုရဲ့ကျွန်တော်ရဲ့ဘိုးဘွားပိုင်လဲမရကျွန်တော်တို့ကိုထောက်ပံ့မှုလုံလောက်ပါတယ်မင်းသားကမေကဒုတိယမေကွန်းရဲ့အဖြေလို့ကျွန်တော်ထင်ပါတယ်ဟုတ်တယ်ဝင်းကြီးဟုတ်တယ်ကျွန်တော်တို့ကမေကိုခေါ်သွားတယ်နေနားထောင်ပါကမေကျွန်တော်တို့မင်းကိုခေါ်သွားချင်ပါတယ်ဒီလိုပြောပြီးတော့မင်းသားနဲ့ဝင်းကြီးကကမေကိုခေါ်သွားကြတယ်မင်းသားမေကွန်းနှစ်ခုရဲ့အဖြေတွေကိုရှာတွေ့ပေမဲ့တတိယမေကွန်းရဲ့အဖြေကနည်းနည်းပိုခက်ပါတယ်။ဘာလို့လဲဆိုတော့ဒီမေကွန်းကိုဉာဏ်ပညာရှိတဲ့သူတော်စင်တယောက်ပဲဖြေနိုင်လို့ပါ။မင်းသားဒါကိုကျွန်တော်ကူညီပေးနိုင်ပါတယ်။စိတ်မပူပါနဲ့ကျွန်တော်ဟောဒီကမလန်းမကန်းမာနေတဲ့သူတော်စင်တစ်ပါးကိုသိပါတယ်။ကျွန်တော်နဲ့အတူလိုက်ခဲ့ပါ။သူတို့အားလုံးသူတော်စင်စာတို့ကြီးရဲ့ကူစီကိုရှောက်သွားကြတယ်။အိုးသူတော်စင်ကြီးမျက်လုံးဖွင့်ပါအောင်အိမ်နီးချင်းနိုင်ငံရဲ့မင်းသားကိုဗင်စင်ကအရှင့်ကိုလာတွေ့ပါတယ်ကမေရဲ့စကားတွေကိုကြားတော့သူတော်စင်ကမျက်လုံးဖွင့်လိုက်တယ်မင်းသားကမေကွန်းသုံးခုအကြောင်းသူတော်စင်ကိုပြောပြလိုက်တယ်မင်းသားမင်းရဲ့မေကွန်းအတွက်အဖြေကိုငါသိပါတယ်ဒါပေမဲ့အရင်ဆုံးငါရဲ့စန္ဒတစ်ခုကိုဖြည့်ဆည်းပေးရမယ်ဟုတ်ကဲ့ပါပညာရှိခမရဲ့စန္ဒတိုင်းကိုဖြည့်ဆည်းပေးဖို့ကျွန်တော်အသင့်ပါပဲခမရဲ့စန္ဒကိုသာပြောပြပါမင်းသားလွန်ခဲ့တဲ့18နှစ်ကငါဟာတောအုပ်ထဲကနေရွာကိုသွားနေတော့မြေခွေးတစ်ကောင်ကလေးကိုပါဇက်ထဲချီပြီးတော့တောနဲ့ထဲသေးသွားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီမြေခွေးနောက်ကိုငါလိုက်သွားတော့မြေခွေးကကလေးကိုဂူထဲခေါ်သွားတယ်။မြေခွေးနောက်ဂူထဲအထိငါလိုက်သွားတော့မြေခွေးကိုမော်ပညာသုံးပြီးစုံမကြီးတစ်ယောက်ကခိုင်းစေထားတာကိုတွေ့လိုက်ရတယ်။သူမကကလေးတွေကိုရစ်ပူဇော်နေတာပဲ။အိုးလက်ဆက်တက်တော့ဓာရီအကုန်မင်းလုံနေခဲ့တာကိုအဲဒါကြောင့်ရွာသားတွေကသူတို့ရဲ့ကလေးတွေပျောက်သွားတယ်လို့ညှဉ်းညူနေကြတာငါရဲ့အလုပ်ကိုဝင်ပြီးမဆွတ်ဖက်နဲ့မဟုတ်ရင်ငါမင်းကိုဘယ်လိုဆက်ဆံရမလဲဆိုတာကောင်းကောင်းသိတယ်အဲဒီနောက်ငါရဲ့ဝိညာဉ်ဆွမ်းအားနဲ့အဲ့ဒီစုံမကြီးကိုချက်ချင်းဖျက်ဆီးပြီးငါရဲ့ပညာနဲ့မြေခွေးကိုလည်းလွတ်မြောက်စေခဲ့တယ်ကလေးကိုလည်းခေါ်သွားပြီးရွာဆက်မှာပြန်ထားခဲ့တယ်အခုမင်းသားလေးငါရဲ့ဆန္ဒကတော့အဲ့ဒီကလေးအကြောင်းသိချင်တာပါပဲသူအသက်ရှင်နေသေးလားသိသွားပြီလားအသက်ရှင်နေသေးတယ်ဆိုရင်သူ့ဘယ်မှာလဲစာတို့ကြီးအတင်ပြောနေတဲ့ကလေးကဟောဒီကမင်းသားကိုဗင်စင်းပါပဲ
ဝင်းကြီးမင်းဘာတွေပြောနေတာလဲဟုတ်တယ်မင်းသားကျွန်တော်အမှန်အတိုင်းပြောနေတာပါအဲ့ဒီအချိန်တုန်းကတနေ့မှာဘယင်မင်းမြတ်နဲ့ကျွန်တော်မျိုးတောထဲမှာအမဲလိုက်နေတော့ကလင်းငိုတန်းတစ်ခုကိုကြားလိုက်ရတယ်ဝင်းကြီးကလင်းငိုတန်းကြားရသလားလို့ဟုတ်ပါတယ်အရှင်မင်းမြတ်ကျွန်တော်မျိုးလည်းကြားရပါတယ်တွားကြည့်ရအောင်မဟုတ်ရင်သားရဲတကောင်ကအဲ့ဒီကလေးကိုစားသွားလိမ့်မယ်အဲ့နောက်ဘယင်မင်းမြတ်နဲ့ကျွန်တော်မျိုးကလင်းစီကိုတွားခဲ့တယ်ဝင်းကြီးငါမှလည်းကလေးမရှိဘူးဟော်ဒီကလေးကိုနန်းတော်ခေါ်သွားရမယ်ဘုရားသခင်ကဒီနေ့ကလေးလိုချင်တဲ့ငါဆူတောင်းတန်ကိုကြားလိုက်ပြီးထင်နေဝင်းကြီးမှန်ပါအရှင်ဒီကလေးကအရှင်ရဲ့ကံကြမ္မာမှာရေးထားတာပဲဖြစ်ရမယ်မဟုတ်ရင်လူတွေအများကြီးဒီတောထဲမှာဖြတ်သွားနေကြတာပဲလေဒါပေမဲ့သူတို့ကလေးကိုမမြင်ခဲ့ကြဘူးအခုတော့ကျွန်တော်မျိုးနားလေပါပြီအရှင်မင်းသားအရှင်ကအဲ့ဒီကလေးပဲအရှင်ရဲ့ကံကြမ္မာမှာရေးထားတာကိုဘယ်သူမှရှောင်လွှဲလို့မရပါဘူးကြည့်ပါဦးကျွန်ုပ်ဆူတောင်းခဲ့တာကကျွန်ုပ်ရဲ့ရှေ့မှာရှိနေတာပဲတတိယမေကွန်းရဲ့အဖြေကတော့စစ်မှန်တဲ့သူတော်စင်တယောက်ရဲ့ဘာသာတရားကမှန်ကန်တဲ့လုပ်ရပါကျွန်ုပ်သာအဲ့ဒီလုပ်ရက်ကိုမလုပ်ခဲ့ရင်ဒီနေ့မှာမင်းဟာဒီမှာအသက်ရှင်နေနိုင်မှာမဟုတ်ဘူးအရှင်ကကျွန်တော်မျိုးရဲ့အသက်ကိုအရင်ကတင်ခဲ့ပြီးဒီနေ့မှလည်းကျွန်တော်မျိုးကိုကူညီပေးခဲ့တယ်အရှင်ရဲ့ကျေးဇူးကိုတစ်သက်လုံးဘယ်တော့မှမမေ့ပါဘူးစာဓုကြီးဒီလိုပြောပြီးတော့မင်းသားဝင်ကြီးနဲ့ကမာတို့ကထွက်သွားပြီးပုရှပါမင်းသမီးစီကိုတန်းသွားကြတယ်မင်းသားမိကုန်းသွန်းခုလုံးရဲ့အဖြေကိုရှာတွေ့ခဲ့ပြီလားဟုတ်ကဲ့ကျွန်တော်ရှာတွေ့ပါပြီမင်းသမီးခမရဲ့ပထမဆုံးမိကုန်းရဲ့အဖြေကဒါပါတကယ်တော့ကဘာပေါ်မှာရှိတဲ့လူသားအရေးအတွက်ဟာဟောဒီစိတ်ရဲ့အမွှေးအရေးအတွက်နဲ့ညီမျှပါတယ်မင်းသားဆန္ဒရှိရင်သူ့ကိုရေတွက်ပြီးမင်းရဲ့တန်တရားတွေကိုဖြည့်ရှင်းနိုင်ပါတယ်အခုတော့မင်းသမီးကလည်းမင်းသားဟာသူမထက်အစာပေါင်းများစွာပို့ပြီးတော့လိမ္မာပါနဲ့တယ်ဆိုတာသဘောပေါက်သွားပါပြီမင်းရဲ့ဒုတိယမေကွန်းအတွက်အဖြေကတော့ကမဲ့ပါသူဟာရွှေငွေနဲ့အခြားအဖိုးတန်ပစ္စည်းတွေနဲ့ကျွန်ုပ်တို့သွေးဆောင်တာကိုခံခဲ့ရတဲ့လူတစ်ယောက်ဖြစ်ပေမဲ့လည်းသူရဲ့စ조사အားထုတ်မှုဟာလွှဲရင်အားလုံးကိုညှင်းပယ်ခဲ့ပါတယ်မင်းရဲ့တတိယမေကွန်းအတွက်အဖြေကတော့စစ်မှန်တဲ့သူတော်စင်တစ်ယောက်ရဲ့အကြီးမားဆုံးဘာသာရေးတာဝန်ကသူ့ရဲ့လုပ်ရက်တွေပါဘာလို့လဲဆိုတော့သူတော်စင်တယောက်ရဲ့ကောင်းမွန်တဲ့လုပ်ရက်တွေကိုမလုပ်ဆောင်ခဲ့ရင်ကျွန်တော်ဒီမှာရက်နေနိုင်မှာမဟုတ်ပါဘူးဒီလိုပြောပြီးတော့မင်းသားဟာမင်းသမီးကိုသူ့ရဲ့ငယ်ဘဝအဖြစ်အပျက်တစ်ခုလုံးကိုပြောပြခဲ့တယ်မင်းသားရှင်ကကျမရဲ့မိကွန်းသုံးခုလုံးကိုကောင်းကောင်းမွန်မွန်ဖြည့်ဆို့ခဲ့ပါတယ်ကျမရှင်နဲ့လက်ထပ်ဖို့အဆင်သင့်ဖြစ်ပါပြီမင်းသမီးအခုကျွန်တော်မှလှုပ်စရာအလုပ်တွေရှိပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ကိုစောင့်ပေးပါမင်းသားကကမဲကိုအရင်ပတ်စံပေးပြီးတော့ပြန်လော်လိုက်ပါတယ်ပြီးတော့စိတ်ကိုရွာသားစီပြန်ပို့ပြီးသူ့ရဲ့မျက်နှာကောင်ကိုပြန်ယူကအိမ်နီးချင်းနိုင်ငံကိုပြန်သွားပါတယ်အဲ့နောက်မင်းသမီးပုရှပါနဲ့မင်းသားကိုဗင်စင်တို့ဟာကြီးကျယ်ခမ်းနားစွာလက်ထပ်ခဲ့ကြပါတယ်ဟိုးမင်းတကယ်လုံနိုင်ခဲ့ပြီပဲသားတော့ဒီနေ့မှလူတစ်ယောက်ရဲ့စိတ်ဆန္ဒအတိုင်းသူကံကြမ္မာကလည်းသူ့နောက်ကိုလိုက်လာတယ်ဆိုတာမင်းကတက်တည်ပြလိုက်ပြီးပဲကဲငါတို့ရဲ့မင်းသမီးလေးကိုနန်းတော်ကိုမြန်မြန်ခေါ်သွားတော့ဒီလိုနဲ့သူတို့ဟာသူတို့ရဲ့နိုင်ငံတော်ကိုပြန်သွားကြပါပြီဒါပေမဲ့မင်းသားသူ့စိတ်ထဲမကြေမကြားဖြစ်နေတဲ့အမှန်တရားကိုဖခင်ဘယင်ကြီးထံမေးမြန်းခဲ့ပါတယ်ခမီးတော်ဘာလို့ကျွန်တော်ကိုအမှန်တရားကနေဖုံးကွယ်ထားရတာလဲကျွန်တော်ကခမီးတော်ရဲ့သားမဟုတ်ဘူးမလားဒါကိုဘာလို့များဖုံးကွယ်ထားခဲ့ရတာလဲမဟုတ်ဘူးမင်းသားအဲ့ဒီလိုမဟုတ်ဘူးတကယ်တော့ရွာဆက်မှာမင်းကိုထားခဲ့တဲ့လူကိုမင်းကိုယ်တိုင်ရှာစေခြင်းခဲ့တာပါအဲ့ဒါကြောင့်ဝင်းကြီးကိုမင်းနဲ့အတူတူထည့်လိုက်တာပဲဘာလို့လဲဆိုတော့မင်းလည်းမင်းသားဖြစ်လာတဲ့နောက်ွယ်ကအမှန်တရားကိုသိတင်နေလေခွန်းလို့ပါခမီးတော်ကျွန်တော်အမှန်တရားကိုမသိခဲ့လို့ပါကိစ္စမရှိပါဘူးကွယ်အဆင်ပြေပါတယ်သားတော်ဘာပဲဖြစ်ဖြစ်မင်းဟာဒီနေ့ငါတို့ရဲ့အိမ်ကြီးချင်းတန်းပြည်ကမင်းသမီးလေးကိုအနံ့ရပြီးတော့လက်ထပ်နိုင်ခဲ့တယ်လေဒီနေ့ငါတို့ဝမ်းနေမနေသင့်ဘူးငါတို့အောင်ပွဲခံတဲ့နေရှမ်းနေငယ်အတွင်းမှာမင်းကိုဒီနိုင်ငံတော်ရဲ့ဘယင်အဖြစ်လဲငါတို့လွှဲပြောင်းခန့်အပ်ပေးမယ်သားတော်ဒီလိုနဲ့ပဲမင်းသားလေးဟာမကြခင်မှာပဲတိုင်းပြည်ရဲ့ဘယင်ဖြစ်လာပါတော့တယ်လူတစ်ယောက်ဟာသူ့ရဲ့ကံကြမ္မာမှာပါလာတဲ့အရာကိုဘယ်လို့မှရှောင်လွှဲလို့မရဘူးဆိုတာဒီပုံမြင်လေးကသက်သေပြနေတာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်ဇာတ်လမ်းလေးတွေကိုအမြဲတမ်းကြည့်ရှုနိုင်မှုအတွက်ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်ပြီး comment မှာလည်းတစ်ခုခုရေးထားပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်